ဒီနေ့မှာတော့လူတိုင်းကြိုက်တဲ့ကြာစံဟင်းကားလေးကိုကျမအင်းနဲ့ညီညွတ်အောင်လို့ချက်ပြပေးမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေအားလုံးကိုတော့ဆနီယာကပ်ရှင်လေးမှာ grand ချင်းအတိအကျနဲ့ရေးပေးထားမှာပါနော်။မှုချောက်ပဲပြားနဲ့ပဲကြာစံလေးတွေကိုတော့ရေဝအောင်စိမ်ပေးထားဖို့လိုအပ်ပါတယ်နော်။အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ဟင်းရီအိုးလေးစတင်လိုက်ကြရအောင်။စပက်လင်းစက်သွမိတ်နဲ့နန်းနမင်းအယိုးလေးတွေကိုဟင်းရီမွမွေလေးရဖို့နဲ့စက်သားညီနံလေးထိန်းဖို့အတွက်ဆနီယာထည့်ထားပေးတာပေါ့နော်။စက်သားနဲ့ကြက်ရိုးလေးတွေပါတပါးလေးထည့်ပြီးတော့အယောင်လှလှလေးဖြစ်ဖို့အတွက်စနစ်မုံလေးနည်းနည်းထည့်ပြီးတော့ပွက်ဆူအောင်တည်ပေးထားရပါမယ်။ချက်ပြုတ်ရည်လေးတည်ထားနေတော့မှဆနီယာမှုချောက်လေးတွေကိုခုလိုမျိုးတေးသေးလေးတွေကိုက်ပေးထားလိုက်တယ်ပေါ့နော်။ဘာလို့တေးသေးလေးတွေကိုက်တာလဲဆိုရင်မှုချောက်ကလေးတွေကအလိမ့်လေးတွေဖြစ်နေပြီးတော့သူ့ရဲ့အလိမ့်ထဲမှာသဲတွေနဲ့ဖုံတွေကပ်နေတယ်လို့ပါ။အဲဒါကြောင့်မလို့ဆနီယာတေးသေးလေးတွေကိုက်ပြီးတော့ရေစင်အောင်ဆေးပေးထားလိုက်ပါတယ်။ဒါမှသူ့ထဲကသဲတွေအကုန်လုံးပြောင်းသွားမှာပေါ့နော်။ချက်ရိုးနဲ့ချက်သားတွေကထွက်လာတဲ့အညစ်အကြေးအမြုပ်ကလေးရဲ့အားလုံးကိုခတ်ထုတ်ပေးရမယ်ပေါ့နော်ဒါမှဟင်းရည်လေးကတန်းကြည်ကြည်လေးရမှာပါဟင်းရည်လေးတည်ထားလိုက်တာ15မိနစ်လောက်ရှိသွားပြီဆိုရင်တော့ချက်သားလေးကနူးဤလာပြီပေါ့နော်အဲ့ချိန်ကျရင်တော့စနီတို့ကဆဲထုတ်ပြီးတော့အခုလိုမျိုးမြင်မြင်လေးတွေဖြစ်အောင်လုပ်ပေးထားရပါမယ်ချက်သားလေးကိုစနီကစီပြန်တက်မှာမို့လို့ဒီလိုလေးလုပ်ပေးတာပေါ့နော်ချက်ဆိုင်ဟင်းခါအရသာလေးပူကောင်းဖို့အတွက်ဆိုရင်စနီရွာစီတက်ဟင်းနေလေးတစ်ခုလိုတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ချက်သွန်ကြီးကိုထမင်းစားစွန်းနဲ့နှစ်စွန်းချက်သွန်ဖြူကိုထမင်းစားစွန်းတစ်စွန်းဂျင်းကိုထမင်းစားစွန်းနဲ့စွန်းတစ်ဝက်ထည့်ပေးထားပါတယ်။အိုးထဲကိုစီထမင်းစားစွန်းလေးတစ်စွန်းထည့်ပြီးတော့စနီတို့အိမ်မှာပဲအချောက်လန်းပြီးထောင်းထားတဲ့ငရုတ်စိမ့်မုံလေးကိုလက်ဖက်ရည်စွန်းလေးနဲ့တစွန်းစာထည့်ပြီးတော့အယောင်လောက်အောင်စီတက်ပေးရပါတယ်။ပြီးရင်တော့စနီတို့အစောကနှုတ်ဆင်းထားတဲ့ချက်သွန်ကြီးလေးထမင်းစားစွန်းနှစ်စွန်းကိုထည့်ပြီးတော့နွမ်းလာတဲ့အထိစီတက်ပေးပါမယ်။သွန်ကြီးလေးနွမ်းသွားပြီးတော့အစိမ်းနှံလေးပျောက်သွားပြီဆိုတော့မှဂျင်းနဲ့ချက်သွန်ဖြူကိုတစ်ခါထည့်ပြီးစီတက်ပေးရတယ်ပေါ့နော်။ဒီလိုမှအနှစ်ကလေးကပိုမွေးပြီးပိုစားကောင်းပါပါ။ချက်သွန်ဖြူနေတဲ့အရည်လေးတွေကုန်သွားပြီးတော့အခုလိုမျိုးစီလေးတွေထွက်ပြီးမွေးလာရင်ချက်သားမြင်ထားလေးတွေထည့်ပြီးတော့စီတက်ပေးလို့ရပြီပေါ့နော်။ဒီချက်သားစီတဲ့အနှစ်ကလေးရလေးမွမွေးလေးနဲ့ကြာဆိုင်ဟင်းကားရဲ့အရသာကိုပို့ပြီးတော့ကောင်းစေမှာပေါ့နော်ဟင်းအနှစ်ထဲကိုအရသာလေးဝင်အောင်လို့စနီကပန်းရောင်စားလေးကိုလည်းလက်ဖက်ရည်စွန်းတစ်စွန်းစာထည့်ပေးထားသေးတယ်နော်ထည့်ရိုက်ဖို့မေ့သွားလို့ပါရှင်ဟင်းအနှစ်လေးရပြီဆိုရင်အစောကအရေးကြအောင်တည်ထားတဲ့ကြက်ရိုးပြုတ်ရည်လေးထဲမှာရောပြီးတော့ပွက်ဆူအောင်ပြန်တည်ပေးရပါမယ်အရသာအတွက်ကိုတော့ပန်းရောင်ကြောက်စားလေးထမင်းစားစွန်းနဲ့တစ်စွန်းတကြားမပါတဲ့ဟင်းသီးဟင်းရွက်မုံထမင်းစားစွန်းနဲ့တစ်စွန်းထည့်ပါတယ်နော်ပြီးရင်မာတဲ့မိုးချောက်ကလေးတွေနဲ့ပိတ်ဆွဲလေးကိုစနေကအရင်ထည့်ပြီးတော့တည်ပေးပါမယ်။မိုးချောက်လေးနဲ့ပိတ်ဆွဲလေးတွေဣသွားတော့မှတခြားပါဝင်ပစ္စည်းလေးတွေဆက်ထည့်မှာပေါ့နော်။မိုးချောက်နဲ့ပိတ်ဆွဲလေးတွေဣသွားပြီဆိုလို့ရှိရင်တော့ပဲကြဆန်ဖက်လေးခတ်လို့ရပါပြီ။ပဲလိတ်ကလေးကိုတော့စနေကနောက်ဆုံးမှထည့်မှာနော်။ပဲလိတ်ကလေးကအရင်ကြိုထည့်မိထားလို့ရှိရင်ပျော့ပြဲသွားပြီးတော့စားလို့မကောင်းစေပါဘူးရှင်။ကြာဆန်လေးဣသွားပြီဆိုတော့မှပဲလိတ်ကလေးထည့်ပြီးတော့ခဏလေးပဲတည်ပေးရတယ်နော်အကြာကြီးတည်ပေးမိသွားလို့ရှိရင်ပဲလိတ်တွေကပျော့ပြဲပြီးတော့ကြေသွားတတ်ပါတယ်ကြာဆန်ဟင်းကားဆိုတဲ့အတိုင်းငရုတ်ကောင်းလေးကတော့မထည့်မဖြစ်မပါမဖြစ်ပေါ့နော်အားလုံးပြီးသွားလို့ရှိရင်အခုလိုမျိုးတဘာဝစက်သားအချိုတက်ကလေးနဲ့ကျမရည်နဲ့ညီညွတ်တဲ့ကြာဆန်ဟင်းရည်လေးရပြီပေါ့နော်စနီကတကြားတွေဟင်းချုံမုံတွေငံမြရည်တွေမတုံးထားတဲ့အတွက်ကြောင့်မလို့အရသာလေးကတော့နည်းနည်းပေါ့နိုင်နေပေါ့နော်စီတွေအများကြီးထည့်ပြီးမတက်ထားတဲ့အတွက်ကြောင့်မလို့အယောင်လေးကတော့ဖြော့တော်လေးဖြစ်နေမှာပြီမဲ့အရသာလေးကတော့တဘာဝချိုတက်လေးနဲ့စားလို့ကောင်းပါတယ်ရှင်ကဲအခုဆိုရင်တော့ကျမကြီးကြာဆန်ဟင်းကားလေးတပွဲရပြီပေါ့နော်ကြာဆန်ဟင်းကားဆိုရင်စနီကနန်းနန်းမင်းနဲ့မစားဘဲနဲ့စက်သွမင်းနဲ့စားရတာကိုပို့ပြီးတော့နှစ်သက်ပါတယ်စက်သွမင်းနဲ့စားတဲ့ကြာဆန်ဟင်းကားလေးကပိုချိုပြီးတော့ပိုကောင်းတယ်လို့ခံစားရစီလို့ပါငရုတ်သီးမုံနဲ့တမယာသီးလေးတွေညှစ်ထည့်ပြီးစားလိုက်မယ်ဆိုရင်တော့ချင်းချင်းဆက်ဆက်ကြာဆန်ဟင်းကားလေးတစ်ခွက်ရပါပြီရှင်အခုလိုမျိုးမြန်မာပါဇက်နဲ့အကြိုက်တွေ့စေမယ်ကျမကြီးနဲ့ညီညွတ်တဲ့ဟင်းရလေးတွေကိုချက်ပြုတ်တက်ချင်တယ်ဆိုရင်တော့ဆန်နီကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်ကြည့်ရှုအားပေးနေတဲ့သူတယောက်ချင်းစီတိုင်းကိုဆန်နီကကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်